မင်္ဂလာပါရှင်ဆိုနီယာ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါရယ်မတွေ့ရတာကြာပြီဆိုတော့အားလုံးနေကောင်းချမ်းပါတယ်လို့ထင်ပါတယ်ရှင်ဒီနေ့ကတော့အမေများနေ့ဆိုပြီးတော့လလပါလေးနဲ့ထွက်လာပြီးမှကောင်းမှုကုသိုလ်နည်းနည်းလုပ်မယ်ပြပြရှင်းရှင်းနေမယ်ဆိုတဲ့သဘောနဲ့အင်္ဂါနဲ့ထွက်လာပါရယ်အမေကတော့ guys meet my mother friends they are my mother friends see she is so happy I am happy tooဒီလိုနဲ့ပဲတနေ့တာကိုဘလို့ဖြတ်တန်းလဲဆိုတာဆိုနီယာနဲ့တူတူလိုက်ကြည့်ကြရအောင်ရှင် Happy? Mommy? Happy? Bye bye my mother friends ဒီလိုနဲ့ပဲထွက်လာရင်းနဲ့ကိုဖနက်ပြတ်သွားပါရဲ့ရှင်ဖနက်ပြတ်သွားတဲ့အတွက်ကြောင့်ဒီလိုမျိုးwithout ဖနက်လေးရှောက်ရင်းနဲ့ကို market မှာပေါ့နော် center မှာဝင်ပြီးတော့ဝယ်လိုက်ရပါရဲ့ရှင်ဘွားကပြောစရာကြီးပါကျမခြေတော့အချင်းနေကြည့်ပါအောင်နော်သူကတော့လမ်းလျှောက်ရင်းနဲ့ဟို center ထဲဝင်သွားတယ်ဆိုတော့ဖနက်တင်ရင်တွေ့လိုက်တာနဲ့ဟိုဒါလေးယူလိုက်မယ်ဆိုအချင်းလည်းမရှိဘူးဆိုတော့လေဒါလေးယူလိုက်မယ်ဆိုပြီးတော့လောနဲ့ဈေးတောင်မကြီးဖြစ်ဘူးပေါ့နော်နောက်တစ်ဖက်စီးတဲ့အချိန်မှာဖြက်ကနဲ့မြင်လိုက်တဲ့ဈေးနှုန်းလေးကိုပေါ့နော်3000ကျော်ကြီးတော့ဆိုပြီးတော့ကျမမှာနည်းနည်းတော့ငါတော့ဒီမေးဖို့တော့မေးတော့မရှာဘူးဆိုပြီးတော့သူ့ကိုထပ်ပြီးတော့ကိုမော့ပြီးတော့မေးလိုက်သေးတယ် discount တွေပါရှိလားဆိုတော့ 50% off ရှိတယ်တဲ့ဆိုတော့ပျော်သွားရောနော်နေတော့တော့မချိနေcash ပေးဖို့အတွက်အမကလူတွေများနေတဲ့အတွက်ကြောင့်ပြန်အပေါ်ထက်ကိုတက်ပြီးမှပြန်လဲပေးရမယ်လို့ပြောပါရရှင်ကဲနော်ဒီလောက်ပတ်စံပေးဖို့ကိုပတ်စံကိုခြေဖို့တောင်မှဟိုပြေးဒီပြေးပြေးရတယ်ဗျို့ like face funny amro kind of same ne chaw ban cha khoi yarum ta amro same facing kind of same ne chaw ban so yare so topi lai lai so this time at about to like so bro heyလို့နဲ့ပဲထွက်လာခဲလိုက်ပါတယ်ရှင်ဂီဟာကိုသွားမှာဖြစ်ပါတယ်ရှင်တော့ဂီဟာဘာလို့သွားရလဲဆိုတာတော့အဆောင်ကြည့်ပေးပါရှင်ကဲဂီဟာကိုရောက်ဖို့တော်တော်လေးပေါ့နော်တော်တော်လေး station နေ23မှာရောက်တယ်ပေါ့နော်တော်တော်လေးကိုတက်လိုက်ရတယ်ပေါ့နော်တနားရီလောက်တော့ကြာမယ်ထင်တယ်ဗျို့တော်တော်လေးစီးလိုက်ရတယ်station ကနဲ့အပြင်ထွက်တဲ့အချိန်မှာကျမ shock ဖြစ်သွားတယ်ပေါ့နော်အခုချိန်ထိတကြံစော့နေကြတော့ပဲ oh my god finally ရောက်လဲခဲ့ပါပြီရှင်เนาะဒီညလေးကတော့အရန်ကိုကြီးနူးစရာကောင်းပါတယ်netလေးတွေကလည်းနည်းနည်းပါတော့ရှိသေးတယ်အဲ့လောက်အများကြီးမရှိတော့ဘူးเนาะနည်းနည်းပါရှိသေးတယ်ဒါမှလည်းအရန်ကိုလာပါတဲ့နေရာလေးဖြစ်တယ်ပေါ့เนาะ recommend ပြုပါရရှင်နေလေးကလည်းဝင်သွားပြီဆိုတော့အိမ်ပြန်ချိန်ရောက်လာပြီဆိုပြီးတော့တည်လာတဲ့အတွက်ကြောင့်ကျမကအားလုံးကိုဒီနေရာလေးကို recommend ပြုပါရယ်ဒီနေရာလေးကိုလာရောက်ပြီးလေကြပါတပုံကြိုက်တော့မမများလုံးဝအဖီတလိုင်းကြိုက်တော့မမကိုညီမောင်တို့များအတွက်လုံးဝကိုအဆင်ပြေတဲ့နေရာလေးဖြစ်ပါရယ်ရှင်ဘိုက်တွေလည်းအရန်စားပါပြီဆိုပြီးတော့တခုခုလိုက်ရှာနေရပါတော့ so finally ကျွန်တော်တို့ဆိုင်တစ်ဆိုင်ကျွန်တော်တွေ့လိုက်ပါပဲရှင်အရန်ဝမ်းသာပီတီဆိုတာနဲ့ပဲအဲ့ဆိုင်တဲ့ကိုဝင်ပြေးပြီးမှဝင်သွားလိုက်ပါတယ်ကဲထမင်းတွေအပြည့်အဝစားပြီးမှလုံးဝကိုအိမ်ပြန်ဖို့အတွက်ဒရှုံဆိုပြီးတော့ကားလေးစီးပြီးမှပြေးလိုက်ပါတယ်ရှင်ကလေးတွေကလည်းလိုက်ကပါတယ်ကဲ let it go ဆိုပြီးတော့လည်းကိုအိမ်ပြန်သွားပါရရှင်အားလုံးကြည့်ချင်ပါတယ်ဘိုင်